ရန်လာတဲ့ဤပုံစံအကားလေးလာပါပြီနော်သူကခက်လဲမှာသူကဒီဇိုင်းလေးကိုထွင်ထားတာပေါ့နော်ဤပုံစံအကားလေးပါလက်စကလေးပါရင်ဆိုင်ကသူကမတို့34ကစိုက်လေးပါရင်ဆိုင်သူက42ထိရပါတယ်အရှိကတော့မတို့52ပါသူကဇစ်ပြောက်ပါမယ်ကျိုးကြည်ပါမယ်အိတ်ကပ်ပါမယ်ဈေးနှုန်းလေးကမတို့ဒါလေးက3900နဲ့မှ900ပါရှင်အရန်ကိုလာပါနော်မတို့မြင်ဝတ်ထားတာလေးကိုမတို့ကပတ်စီလို့မှတ်ပြီးပါအောက်ခံကပတ်စီအပေါ်ကသူကမတို့နော်ငူဝါလေးနဲ့မတို့ဆက်ထားတာပါနော်ဒါလေးကကြောင့်မတို့အပြာလို့မှတ်နေပါလှလိုက်တာမတို့အပြာလေးပါရှင်အနောက်ဘက်ကကြည့်လို့ဒီနော်ကျိုးကြည့်ပါတယ်နော်မတို့ကျိုးကြည့်ပါမယ်အိတ်ကပ်ပါမယ်ဈေးပြောက်ပါမယ်ဒါလေးကမတို့အစိမ်းလေးပါရှင်ချစ်စရာလေးနော်မတို့အစိမ်းလေးပါလှလိုက်တာမတို့အနောက်ဘက်ကကြည့်လို့ဒီနော်အစိမ်းလေးပါရှင်ဒါလေးကကြောင့်မတို့ရွှေညူလေးပါနော်သူကတော့ရွှေညူလေးပါအရန်လာတယ်နော်မတို့သူကအပြာလေးနဲ့သူကဆက်ထားတာနော်ရွှေညူလေးပါဒါလေးကကြောင့်မတို့ပန်းရဲလေးပါပန်းရဲလေးပါနော်အရန်လာတယ်အနောက်ဘက်ကကြည့်လို့နော်အရန်လာတဲ့အဆင့်လေးနော်ခေါင်းဝင်လေးတွေကိုမတို့မှားယူခြင်းနဲ့ဆိုရင် Viber နံပါတ်0951224228မှာမတို့ဆက်သွယ်မှာယူလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်